အရှိကြီးရှင်းပြလိုက်လွန်ခဲ့တဲ့အချိန်မှာ prophet မွေးဖွားမယ် Messiah မွေးဖွားမယ် ကယ်တင်မွေးဖွားမယ်နောက်လာတဲ့တော့အချိန်မှာလူပြိုရီလူအိုရီအင်မမင်းမယ်ပြီးတော့သစရမင်းကတူလောင်းစစ်ခံရမယ်ပြောတဲ့စကားခမဲတော့မကြားကြဘူးလားခမဲတော့မကြားဘူးလားဒီစကားကိုခမဲတော့မကြားဘူးလားဒီစကားဟာအခုနောက်ဆုံးတော့ကလာဒီစကားလက်တွေ့သူယေရှုတော်မessiahကိုမွေးဖွားပြီးမှလေဝါကလည်းမကြိုက်တတ်ပြီးမှသူဆိုရှင်ကထောက်တဲ့ဝိညာဉ်တော်ဟာငါတို့ခံရတယ်ဖြစ်တယ်ခမရတို့ကအဲ့ဒီငါတို့အသက်ကြီးဖြစ်တဲ့ယေရှုခရစ်တော်ကိုမိမိကယ်တင်ခြင်းအဖြစ်မessiahမွေးဖွားမယ်ဆိုတဲ့အကိုကြားပြရတာမှတ်ပြီးလို့ရက်တတ်တဲ့ကြောင့်ငါတို့မှာအမြင်လာဖြစ်တယ်ဒါကြောင့်နောင်တရမှာနောင်တရမှာပြပြန်ခါကစားနေတို့ကရှင်းပြရတဲ့အခါတချို့တွေကကြောက်တယ်မှာအဲ့ဒီလိုပြောနေနေတာလူရ3000လောက်ပြပြန်ခါစားနောက်ပြန်ပြီးမှဟောတဲ့အခါမှာယေရှုကပေတရုတို့ရှင်ဘလုကပြင်သမိုင်းရှင်ဘလုကလည်းပြောင်းနေလာတယ်။အိုးလာတဲ့အခါကျတော့အမျိုးမျိုးနဲ့မဟောအောင်ပြည့်တယ်ယေရှုအကြောင်းမပြောနဲ့ထပ်မကြောင်းမပြောနဲ့အမျိုးတွေမှာတမန်တော်တွေကြည့်ရချင်းလက်စမျိုးခံရတယ်။အဲ့ဒီအချိန်မှာပေတရုကပြန်ချတယ်။ဒါကြောင့်ပေတရုကအမေတာရှင်းပြတယ်အားလုံးကဘုရားအကြစီအားလုံးနားမလည်ဘူးမရှင်းပြနိုင်ကြ။တမန်တော်ခက်ပါလေ။ပေတရုကအမေကထပ်တယ်မှာရှင်းပြတယ်။အဲ့ဒါကိုသူ့လူမျိုးတွေကတတိယခံတော်ကမှကြောက်ခဲ့တဲ့ပြစ်တယ်မှာပြီးတယ်။တတိယခံနော်တတိယခံနာကြောက်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီဟောရရာကကိုတွေ့တဲ့အရာကိုမြင်တဲ့အရာကိုဟောတာဖြစ်တယ်ဆိုတာရေးချင်းဆိုတာနဲ့ဘုရားဟောတဲ့အခါမှာဟိုအေးဝင်တရားကိုမြင်နာတယ်ဒီယေရှုရဲ့ဒီအကြောင်းကိုဟောတာဖြစ်တယ်ပြောချင်တာလဲဆိုတော့အဲ့ဒီကိစ္စချင်းအကြောင်းကိုနားထောင်ရတာနဲ့ပြည့်တာနဲ့မယုံကြည်ခြင်းတဲ့လူအားလုံးနဲ့ဘုရားရဲ့ကာယအလိုမျိုးနော်ဒီသူ့မျိုးတတ်တဲ့ယေရှုတတ်တဲ့အခွင့်ဟိုဒီမှာပေးတာနည်းနည်းဆုမစင်ခံရဖြစ်တယ်အဲ့ချိန်မှာကျွန်တော်တို့အတင်းတော်မှာအမှုတော်ဆောင်တဲ့လူတွေခရစ်တော်အတွက်တက်ရှင်တဲ့လူတွေဘုရားနိုင်ငံတော်လုပ်တဲ့လူအားလုံးဟာကောင်းတဲ့နိုင်ငံမှာယေရှုတဲ့ဘုရားဘာဆိုစမ်းဖြစ်တယ်ဘုရားကဘာနေတဲ့လူလုံးညစာစားပွဲတွေကျေဆူလာဆူလာဆောင်ပွဲတွေဒီမှာနည်းနည်းတော့ချိန်တော့ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုဟောတဲ့အခါမှာပြီးတော့မယ်နော်နိုးရဲ့လောထဲမှာမရှိတဲ့လူအားလုံးဟာရေထဲမှာအားလုံးတည်တယ်လို့ပဲအားလုံးမှာကြတယ်လို့ပဲယေရှုခရစ်တော်ဟာလောကရဲ့တိုင်းစစ်တွေမှာယေရှုခရစ်တော်လောကမှာကြွလာခြင်းဒီဘာသာရေးတော်မဟုတ်ဘူးသူ့ကိုယူခြင်းမှာသူ့အထင်းမှာတက်ရှင်တော့ယေရှုရဲ့ဒီတော်တော်လေးသူ့အထင်းမှာတက်ရှင်တာဖြစ်တယ်။သာရတော်ရရှင်မှာဖြစ်တယ်။ခရစ်တော်အထင်းကအထင်းမရှိတဲ့လူတွေခရစ်တော်နဲ့ခရစ်တော်ဝိညာဉ်တော်မရရှိတဲ့လူတွေအားလုံးဟာလောကမှာဘာသာရေးနဲ့လုပ်တဲ့လူတွေနာမည်စင်တဲ့ဝန်တဲ့လူတွေမိခင်ဖခင်နဲ့မျိုးဖလာနဲ့ခရစ်ဖြစ်တဲ့လူအားလုံးဟာဒီလိုလူမျိုးနဲ့ဒီမှာဘေးဒဏ်ကြီးကလာသူတို့လည်းဘယ်နည်းလုံးလုံးဒုက္ခဆင်းရဲမျိုးခံရမှာဖြစ်တယ်အဲ့ဒီမှာယေရှုခရစ်တော်မေဆီယဖြစ်တယ်ဆိုတော့ဒီနေရာမှာရောက်မှဒီလိုလူမျိုးတွေကလမ်းဖြတ်တယ်မှာငါတို့မေဆီယတတ်ခဲ့တယ်